ကျွန်တော်ပြောရင်ကျွန်တော်လွန်ရကြမှာကြလားမစိုးတင်နေစိုးထားရလည်းမကြသေးဘူးနော်နိုင် ကြာပါပြီဆိုတာ ဟမ် ကြာပါပြီ ဘေးကကြမှာတစ်ပတ်မဟုတ် နှစ်ပတ် နှစ်ခါပဲချော်ရတယ်ကောင်းဟေး ဒါပေမဲ့ရောင်ကမကြိုက်တော့ စိုးတင်နေဆိုတာမဟုတ်ဘူးဒီမှာထွက်တယ်ရမင်းပြီးကြရိုးရိုးကလာဆိုရင်မင်းကြိုက်တာမဟုတ်ဘူးကွာသိရမလား ဘာလုံးဝကွာတိလား လုံးဝလာလိုက်လုံးဝတွေပဲလို့ပြော ဟုတ်တကယ်ကွဲထွက်မှဒီတစ်ခါတကယ်လုံးဝကွဲထွက်မယ်ကွာ စိုးကြကလာနဲ့ကွဲထွက် ဟိုကကာလာနဲ့လုံးဝကွဲထွက် ရတယ်အဲ့ဆိုအမဲတော့မစိုးဘူးမလားအမဲ ဟုတ်မဲဆိုးဘူးလေအမေကအမေမွေးခဲ့တဲ့အမေနဲ့အနေလား စိုးကြကလာနဲ့ခွဲထွက်မှာအဲ့ဆိုတော့မင်းအယောင်မပြောမင်းတို့ထွက်ချင်တဲ့အယောင်ထွက်ကွာ အားထွက်ချင်တဲ့ရောင်ထွက်ရမှာလား ဟင် ထွက်ချင်တဲ့ရောင်ထွက်ရမှာ အေး လား အဲ့ခွဲထွက်ရင်ပြီးရောမလား ကွဲထွက်ပြီးတော့ကွာ အေးတကယ်တမ်းတော့ကျွန်တော်ကာလာဆက်ရှိတဲ့ဟာတွေမစိုးဘူးတဲ့ကာလာမရှိဘူးအဲ့ဒါဒီတစ်ခါနည်းနည်းမစိုးဘူးတဲ့ကာလာကျွန်တော်စိုးပေးမယ်အဲ့ဒါဘာအယောင်လဲတော့မပြောတော့လိုက်ကြည့်လိုက်မယ်နော်မောလို့အကောင်နိုင်တကယ်မနိုင်ဘူး